နောက်ဆုံးတော့တဲ့နှုတ်ကင်ဘူးပြီးတဲ့ဟောနွားနှုတ်လက်ရည်နဲ့ကင်လာတာပေါ့နော်နောက်ဆုံးတော့နှုတ်ကင်ဘူးမှန်တာပဲဒါလည်းနော်โอเคကျွန်တော်ဒီမှာ messenger တဲ့နေတော့ဝင်ကြည့်ကြတော့ဗျာ Okay. ကိုကြီးတဲ့ပြပြတဲ့ချစ်သေးလားညီမကိုတဲ့ချစ်တာပေါ့တဲ့ချစ်လားချစ်တယ်လို့ဘယ်ကလာလဲအဲ့ဒီစကားတဲ့ပကံကြီးဘဝတဲ့ What? ဘယ်ကလာလဲပကံကြီးဘဝဘယ်ကလာတာလဲပကံကြီးဘဝမှတ်တာနော်မွေကြိုက်ခံရလို့တဲ့အသက်ရှင်ဖို့9မိနစ်ပဲကျန်တော့တယ်တဲ့ဒါကြောင့်ထက်ကြိုက်ခံလိုက်ပါတယ်တဲ့နောက်ထပ်9မိနစ်ထပ်တူသွားတယ်တဲ့ရွှေညံတော့စူးရောက်တယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဒါလို့အုံနောက်မြူကကျွန်တော်တို့ရွှေတယ်မဟုတ်စိန်မှချတာတင်တာဒါမိချောင်ကိုတဲ့ငါးများဖြစ်ကုတူယူဝေကျွေးနိုင်ပါဒီတဲ့မိချောင်အစာကျွေးတော့ကုတူရတာပေါ့ဒါပေမဲ့ငါးတွေနဲ့ကျွေးတော့အကုတူပြန်ရတာပေါ့နော်